Fanny ကိုခုမှလည်းစဆုံးမယ် Fan မင်းလိမ့်မှလည်းစိတ်ပူတယ်ဆိုရင်တော့အာလီပိုင်းကလေးက enemy ဘက်ကိုဝင်တောင်းချမ်းလိုက်ပြီးရပဲလားကဲဒီဗီဒီယိုမှာတော့ကျွန်တော် Fanny ကိုဘယ်လိုပဲဆော့ထားလဲဆိုတော့ကြည့်ရမှာဖြစ်ပါတယ်ဟဲ့စတာပါကဲစကားလေးအများကြီးပြောတော့ဒီကျွန်တော်ဒီမှာပွဲဆိုင်ဆိုရင်ကျွန်တော် blue bag ကိုရင်သွားမယ်ပုံမှန်ဆိုရင်ကျွန်တော်ကဂိုးလင်းရဆက်ကြည့်ပဲ EAP လင်းကိုရင်သွား Fanny ဆော့တိုင်းကျွန်တော်ဒီမှာ blue bag ကိုရင်စားဘာလဲဆိုတော့ enemy buff ကိုသွားပြီးကန်ချင်တယ်ရှိတယ်ခေါင်းလေးရောပြီးမလို့ကောရတယ်โอเคအကောင်တော့ရခွင့်ကြတော့ရတယ်စက်ပြမဟုတ်အဲ့ဒီကောင်မှပေးရမှာကွာခွေဒီနားမှာခဏဆောက်အဲ့ကောင် blue bag ကိုသွားမယ်အဲ့ကောင်အခုမှစပွန်းတော့အကောင်တန်းတော့မရအောင်လေခဏလေးဆောင်းလိုက်ရပြီလောက်ဆိုသွားလို့ရရဲ့အကောင်နေနားမှာရောက်ထင်းနေတိုင်းမရှိုးရပြီခွင့်ကြမင်းရှော့ရမှာမင်းမရှော့ဒီနှကောင်လုံးရှော့စားလိုက်နှကောင်ဟာလီချောင်းကရောက်လာပြီအောင်လေသေပြီဗောတော့ချောင်းက blue bag ရသွားတယ်ဒီကစိတ်ညစ်လိုင်းကမငြိမ်ဘူးတက်လိုက်ကြလိုက်တော့နေကိုချွေးနေဟာဝင်းတီးကုန်မှာချဟုတ်တယ်ဒါလည်းယူလိုက်တော့ကွာဟောင်းဟိုင်ပါမရှိဘူးဒီလိုနဲ့ပဲ first starter လေးကိုအေးစစ်လေးနဲ့ကျွန်တော်ရရှိခဲ့ပါတယ်ပြီးကြမစမန်းလေးစီတွားပြီးကူလိုက်ပါဦးဟားရောက်ကတိကဲကွာဒါနဲ့မင်းရသွားတယ်မငါ blue bag ဟာရောက်မင်းပြေးလို့မယ်ထင်တာညီလေးရော့မင်းလမ်းမတော်ဖိုးလို့ဆိုတာငါပဲမင်းငါလက်ကနေဘယ်ကောင်းမှပြေးဘလို့ဟာထုံးညိုမအေးညိုဟောနာမှာရောက်ပြီပြင်း energy မရှိတော့ထားလိုက်တော့ခေါ blue bag သွားထိုက်ကြည့်ဦးမယ်တော့ blue မှာရှိတော့လားမသိရှိတယ်ဆရာလေးမင်းရောပြီလေဒီလေအာကူတို့မကော okay ဒါပြီးကျွန်တော်ဒီမဲ့ physical defense ချောင်းကနည်းနည်းဟောလို့အာရုံနောက်လေးဆိုဒီဟာလေးရင်သွားတယ်ဟိုမှာလေးလာရှိတယ်သူ့ခန့်မယ်လာရောက်ကြောက်နေငါရှိတယ်ရောမင်းပြေးမလို့ဘူးငါလက်ကဒီလေမင်းဘယ်ပြေးပါလဲဟာရောတယ်သတိနဲ့အဲ့ဒီမေကြီးကိုမြန်မာလိုကြီးထွဲတာကွာမင်းလူဘက်ကမင်းတော့သေးပြီအေးမင်းတို့ပြေးမပြေးရပြီဒါတော့ရပြီနှစ်ကောင်လုံးတကောင်မေးရတယ်ကွာပေါက်လူပေးတာခေလေးလာလေးရောက်သုံးကောင်လုံးရှော့မရအောင် energy မရှိတော့ဘူးအောင်ပြန်ဆုံးမယ်ဟာရှော့ပြီလားမသိပါဘူးကွာအေးအောင်ရှော့ပြီလားလို့ကတိလိုကဲလိုတော်ဒီစကားချောင်းကြီးစားပြီးစားကြီးနေရောက်ပေါက်လူပဲစားရောက်ရေးလာပြီကိုတော်ချောအာယုံတော့တေးစမ်းရောက်ဟာရောက်ဖလိန်ချော်ကြီးနဲ့တွန်းဖလိန်ချော်ကြီးနေပါချောင်းကသိုးနေချောင်းသိုးနေပြီနော်ရောက်ရေးလက်ပူကချောင်းထင်းဦးလားwhat the fuckရောက်ဟိုကောင်စားပြီးစားနေကွာဟုတ်ပြီမသမလည်းအဲ့ဒီမေကြီးလွဲတယ်အားလုံးမသမလည်းလိုက်အကောင်လိုက်အကောင်လိုက်ဒီကတိကတဲ့ရောက်ရေးဖလိန်ချော်ကြီးမင်းရောက်ရေးရှက်တောင်ရှက်တယ်ငါတော့ဟိုအင်ဂျင်တာတက်လို့သိတာတဲ့ကွာတော်ဘလိုကြီးကန်နေမင်းစားတော့ဝင်ပြီရောက်ကြီးတကောင်းမှလည်းမရလိုက်ဘူးကွာနောက်ကြောက်ပါလောင်ရှူတက်ရောက်ကြီး energy မရှိတော့ငါတော့ရှော့ပြီးတာမသိပါဘူးကွာငါမားတာငါရှောက်လို့မိနေပြီရောက်ကြီးအစာပိုင်းတော့ဟုတ်ပြီငါပေါက်လူမဲဆိုင်လှုပ်နေပြီရောက်စလီနာမလုံနဲ့အဲ့ဒါငါဘတ်မလုံနဲ့လို့ပြောနေတာရောက်ရာကော respect မရှိဘူးဒီကောင်ဒီမင်းမဟုတ်သေးဘူးစင်ပြေးတယ်မင်းချောင်းကြီးအာယုံနောက်ချောင်းကတော်တော်ဖြစ်နေအကောင်ဒီတန်းကောင်ဒီရန်ပါလီလာမသိဘူးကွာရှော့ပြီလားမသိဘူးဝီတော်ဒီလိုမရှော့ဒီလိုပွဲရဘာကြီးတော့လားဒီပါကွာတဖန်လေးပဲတော့ blue bag ကပေးလိုက်မင်းတို့ကလူဘက်လေးပေးလိုက်လို့မင်းတို့ဘာမှဖြစ်မတော့ရောင်ရေးအလဲမှာအုံလာကြီးမိသားစုလိုက်ကြီးဟုတ်တယ်လက်ပူကျန်းနေပြီရောင်ဘဲကန်တာတော့လောင်ရှိရာရှော့ပြီငါလားဘာလေးတော့ဟဲ့အောင်ရေးမျက်စိနှောက်နေအုံနောက်ကလိုက်မမီတော့ငါဖန်နီမဆော့လားအဲ့ဒါကြောင့်ဒီကျုံလိုင်းကပင်က80ကျော်ပဲဒီကောင်မလည်းငါရဲ့လူဘက်ကိုမစားပါနဲ့လို့ပြောနေတာဒီ grand ရာလေးလာမယ်ထင်နေစောင်းလိုက်အောင်မယ်ဟုတ်ရဲ့ဟုတ်လေဟာဒီဟာလေးကိုရအောင်ယူဒါကတော့ရအောင်ယူတော့မရချင်ဘူးဘယ်တော့ရအောင်မင်းတို့တော့အောင်ရှော့ပြီနော်ရှော့သေးဘာကြီးတော့လို့ကွာပေါက်လူပဲစားကြီး
လိုရဲ့လဲမလောင်ချီကိုတီးလဲမကျောင်းတီးရင်အောင်သေးသေးနာကြာပြီတော့အာယုံနောက်လေဘလူးဘက်ငါပေးတော့ရောက်နေအေးအပေးအိမ်ထိဒလာပါကြီးနဲ့ပါလိုက်ရတယ်ဟုတ်တယ်လဘူးတီးနေပြီဟန်နေဟုတ်တယ်ခင်ဗျာမသေးဘူးလားဟာပေါက်လို့ပဲစားဖျောက်လီလာယူလို့ငါပဲတည်တယ်ဟုတ်သေးဘူးငါလည်းညံ့တာလည်းပါပါလေကွာအဲလိုရလားဟုတ်တယ်စလီနာကောင်းနေဗျာမတ်ဘာဝင်လောက်တာလဲအဲလိုမရဘူးဟောင်ကြီးဟိုကောင်နေတော်အာုံနောက်တယ်ဒမ်းမေးအောင်ကြီးဆိုတာ3ဝင်ဘာလို့ဆိုကျွန်တော် line မှမကောင်းဘူးကြည်လေး61 80ကနေမကြောက်တပူရှော့ပြီလားဟုတ်တယ်ရောင်မေးကိုလှိုင်းနေရှော့ပြီလေချောင်းကြီးကဒမ်းမေးကအနေကြီးထွက်နေပြီဟောင်နေထိန်းချောင်းအောင်ဟာငါလည်းမထိန်းနိုင်အောင်ဘာလို့ဆိုငါ line မှမကောင်းဘူးဝင်းโอเคကွင်းထွက်ပြီညောလောင်ရှိမင်းလာခဲ့ဒီလေရောင်ဘလူးကြီးတို့ကျိုးဆွဲပေါက်လူပဲသားကြီးလုံးနေရကွာပြေးတော့မင်းရောင်ဖဏကြီးရောင်းမိတယ် what the fuck ဖဏကြီးဘလူးရောင်းမိသွားတာလေငါဘာကြီးလုံးနေလဲငါဘာကြီးဖောက်နေတယ်မသိဘူးဆောင်ကြီးငါဖောက်တော့ဖောက်နေရောင်မနိုင်ဘူးလားမင်းတို့ကိစ္စရောင်ငါဘာကြီးလုံးနေငါလည်းဘာကြီးလုံးမှန်းလည်းမသိတော့ပါဘူးကွာဖဏလေးရောင်းလို့ဒီကောင်တီးစမ်းမင်းကတော့တွေးနေပြီလင်းမရတော့မယ်ဟောဒီတီးတော့လို့တော်ပါလေရတာအကုန်ချောနေပြီဟောင်းနေမဲလားလို့ရပြီဒီကောင်မကျူတွေနေအဲကောင်မတီးဟောင်းမတီးဘူးလားကွာဒမ်းမရမလာဘူးရောက်နေငါ YC ထဲထားလို့ပါကွာထားပါတော့နိုင်ဒီပဲနိုင်လားတော့ပေါ်ပါလေးတယ်ကွာလို့တောင်ချီရတော်ဒမ်းမရအနေကြီးကိုထွက်ကဲကျွန်တော်ဘာလို့ friend မဆော့လဲဆိုတော့ပြည့်တဲ့အတိုင်းပဲနော်ပင်က80 90ပဲမင်းလည်း80 90အဲ့တော့ friend ဆော့အဆင်မပြေလို့ကျွန်တော်မဆော့ဘူးဟုတ်ပြီနော်အဲ့ဒါကြောင့်ကျွန်တော် friend ဆော့လို့အဆင်မပြေလို့မဆော့တာဘာပဲဖြစ်နောက်နေ့ line ကောင်းတဲ့နေ့ကြရင်တော့ကျွန်တော်ပြန်ဆော့ပြမယ်ပေါ့နော်ကျွန်တော်တေချာလေးဆော့ပြမယ်ပေါ့နော်ဒီနေ့ရဲ့ဗီဒီယိုကဒီလောက်ပါပဲနော်ကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ပိုင်နိုင်ပါလို့နော်